သူ့ရဲ့ဇနီးဟောင်းကမကြခင်မှာလက်ထပ်တော့မယ်လို့ပြောလိုက်တဲ့အခါအမျိုးသားရဲ့ရင်ထဲမှာအတိုင်းမသိဝမ်းနည်းမှုတွေခံစားလိုက်ရပါတယ်ခဏလောက်စဉ်းစားပြီးတဲ့နောက်မှာတော့သူဟာတိုးဆုပ်မနေတော့ပဲဇနီးဟောင်းကိုတားဆီးဖို့အပြင်ကိုအပြေးလွှတ်ထွက်လာခဲ့ပါတယ်သူကအဲ့ဒီလူကိုလက်မထပ်ပါနဲ့လို့လမ်းအောင်ပြောပေမဲ့လမ်းပေါ်ကစူညံတန်တွေကြောင့်ဇနီးဟောင်းကမကြားခဲ့ပါဘူးနောက်ဆုံးမှာတော့သူဟာသူမအနားထိလျှောက်သွားပြီးမင်းအတွက်ငါဘာမဆိုလုပ်ပေးနိုင်ပါတယ်တကယ်လို့မင်းမတရားအနိုင်ကျင့်ခံရရင်ငါစီကိုသာလာခဲ့ပါလို့ပြောလိုက်ပါတယ်ပြီးတော့သူမရဲ့ရှေ့ဆက်မဲ့ဘဝမှာပျော်ရွှင်ပါစေလို့ဆုတောင်းပေးခဲ့ပါတယ်ဇနီးဟောင်းကပြုံးပြီးကျေးဇူးတင်စကားပြောခဲ့ပေမဲ့သူတို့နောက်ထပ်မဆုံကြတာအကောင်းဆုံးပဲလို့ပြောပြီးတိုးဆုပ်မနေပဲလှည့်ထွက်သွားပါတယ်သူမရဲ့ရင်ထဲမှာလည်းခင်မွန်းဟောင်းကိုပျော်ရွှင်ပါစေလို့ဆုတောင်းပေးနေမိပါတယ်အဲ့ဒီအချိန်ကြာမှသာအမျိုးသားဟာသူ့ဇနီးကိုကွာရှင်းခဲ့တဲ့ဆုံးဖြတ်ချက်ဟာဘလောက်တောင်မှားယွင်းခဲ့လဲဆိုတာနားလည်သွားပါတော့တယ်ဘာလို့လဲဆိုတော့ဆုံးရှုံးလိုက်ရပြီးမှသာသူမကိုဘလောက်ချစ်လဲဆိုတာသိလိုက်ရလို့ပါပဲညရောက်တဲ့အခါမိန်းကလေးဟာအိမ်ပြန်ရောက်လာပါတယ်သူမရဲ့စိတ်ဆက်ထားသူနဲ့ဖခင်ဖြစ်သူတို့ထမင်းစားနေတာကိုမြင်တော့သူမဟာခန်းထဲကိုတိတ်တဆိတ်ဝင်ဖို့ကြိုးစားပါတယ်ဒါပေမဲ့သူမရဲ့ညီမဖြစ်သူကမြင်သွားပြီးလှမ်းခေါ်လိုက်ပါတယ်စိတ်ဆက်ထားသူကသူမကိုမြင်တာနဲ့အတင်းဆွဲခေါ်ပြီးမင်းအိမ်ပြန်ရောက်ကြတာတခြားယောက်ျားတွေနဲ့တွားတွေ့နေလို့မလားဆိုပြီးဆွဆွဲပါတော့တယ်ဖခင်ဖြစ်သူကလည်းငါသမီးကအခုဆိုကွာရှင်းထားတဲ့မိန်းမတစ်ယောက်ပဲမင်းကလွဲရင်ဘသူကမှသူမကိုအလိုမရှိကြဘူးလို့ပြောပါတယ်စိတ်ဆက်ထားသူကငါစကားကိုနာနာခံခံနားထောင်ဆန်းပြီးတော့ငါကိုနေတိုင်းခြေထောက်နှိပ်ပေးခြေဆေးပေးရမယ်လို့အမိန့်ပေးတဲ့အခါမိန်းကလေးကဒေါသတကြီးနဲ့သူ့ကိုတွန်းထုတ်လိုက်ပါတယ်ဒါပေမဲ့သူမဟာအဲ့လိုလုပ်ခဲ့မိတာကြောင့်စိတ်ဆက်ထားသူရဲ့စော်ကားမှုကိုခံလိုက်ရပြန်ပါတယ်အဲ့ဒီအချိန်မှာဖခင်ဖြစ်သူကစိတ်ဆက်ထားသူကိုတောင်းပန်ဖို့အမိန့်ပေးပါတယ်မိန်းကလေးကမလုပ်ချင်ပေမဲ့ဖခင်ဖြစ်သူကကုမ္ပဏီကိစ္စနဲ့ထပ်မံချင်းချောက်တာကြောင့်နောက်ဆုံးမှာတော့သူမမှာရွေးချယ်စရာမရှိတော့ပါဘူးသူမဟာအကူအညီမဲ့စွာနဲ့ဝိုင်းကွက်ကိုကင်ပြီးစိတ်ဆက်ထားသူကိုတောင်းပန်လိုက်ရပါတယ်ဒါပေမဲ့စိတ်ဆက်ထားသူကသူမကိုဝိုင်းတငုံတောက်ခိုင်းဖို့အတင်းကျပ်လုပ်ခဲ့ပါတယ်သူမဟာမခံမရက်နိုင်ဖြစ်ပြီးအိမ်သားထဲကိုပြေးဝင်ကအံပါတော့တယ်အဲ့ဒီအချိန်မှာစိတ်ဆက်ထားသူကအိမ်သားထဲအထိလိုက်လာပြီးသူမကိုစစ်ဆေးပါတယ်မိန်းကလေးကချက်ချင်းထွက်သွားလို့ပြောပေမဲ့မရပါဘူးသူမကကျမမိသားစုကအပြင်မှာရှိနေတယ်လို့ချင်းချောက်ပေမဲ့သူကမင်းကဒီအိမ်မှာဘယ်သူမှဂရုမစိုက်တဲ့ခွေးတကောင်လိုပဲဆိုတာငါသိတယ်လို့ပြန်ပြောပါတယ်မိန်းကလေးကဒေါသတကြီးနဲ့သူ့ကိုတွန်းထုတ်ပေမဲ့စိတ်ဆက်ထားသူကသူမကိုတင်းတင်းကြပ်ကြပ်ဖတ်ထားပြီးနမ်းဖို့ကြိုးစားပါတယ်နောက်ဆုံးမှာတော့မိန်းကလေးကသူ့ကိုပါရိုက်လိုက်ပါတယ်ဒါပေမဲ့ဒီပါရိုက်ချက်ကသူ့ကိုပိုးပြီးဒေါသထွက်စေခဲ့ပါတယ်သူကမိန်းကလေးရဲ့လေပင်ကိုအတင်းညှစ်ပြီးဒီကဘာပေါ်မှာဘယ်သူကမှမင်းကိုတန်ဖိုးထားမှာမဟုတ်ဘူးလို့နှိမ့်ချစော်ကားပါတော့တယ်မိန်းကလေးကငိုပြီးကျမကိုတန်ဖိုးထားမဲ့သူရှိပါတယ်လို့ပြန်ပြောပါတယ်အဲ့ဒီအချိန်မှာကားပေါ်မှာရှိနေတဲ့ခင်မွန်းဟောင်းဟာဒီနေ့တွေ့ခဲ့တဲ့ဇနီးဟောင်းရဲ့ဒဏ်ရာတွေကိုပြန်မြင်အောင်နေမိပါတယ်လက်ထဲကလက်ကောက်လေးကိုကြည့်ရင်သူ့ဇနီးဟောင်းအနေရရှိနေပြီလို့ခံစားလိုက်ရတာကြောင့်ရင်မောင်းကိုကားချက်ချင်းလှည့်ပြီးသူမစီသွားဖို့ခိုင်းလိုက်ပါတော့တယ်မိန်းကလေးဟာအိမ်သားထဲမှာသူမရဲ့စိတ်ဆက်ထားသူရဲ့နှိပ်စက်မှုကိုခံနေရပြီးအားကိုးရမဲ့နေတဲ့ပုံမှာပဲအဲ့ဒီအချိန်မှာပဲခင်မွန်းဟောင်းဖြစ်သူဟာသူမချန်ထားခဲ့တဲ့လက်ကောက်လေးကိုကြည့်ပြီးအနေရတစ်ခုခုရှိနေပြီလို့အာရုံရလိုက်ပါတယ်ဒါကြောင့်သူဟာရင်မောင်းကိုကားချက်ချင်းလှည့်ခိုင်းပြီးသူမရဲ့အိမ်ကိုအမြန်မောင်းခိုင်းလိုက်ပါတယ်ကံကောင်းချင်တော့မိန်းကလေးဟာအနားမှာရှိတဲ့စစ်လိပ်ပြာခွက်ကိုကောက်ကင်ပြီးစိတ်ဆက်ထားသူရဲ့ခေါင်းကိုရိုက်ချလိုက်နိုင်ပါတယ်ပြီးတော့သူမဟာရှိသမျှအားရင်ကုန်သုံးပြီးအိမ်ပြင်ကိုထွက်ပြေးပါတော့တယ်အဲ့ဒီအချိန်မှာပဲခင်မွန်းဟောင်းရဲ့ကားဟာရှေ့မှာလမ်းပိတ်နေတာနဲ့တိုးနေပါတယ်သူဟာကားပေါ်ကဆင်းပြီးသူမကိုရှာဖို့လမ်းပေါ်မှာအပြေးလွှားလိုက်ရှာပါတော့တယ်မိန်းကလေးဟာလည်းဖက်မပါပဲလမ်းမပေါ်မှာခြေပလာနဲ့ပြေးနေခဲ့ပါတယ်သူတို့နှစ်ယောက်ရဲ့အကွာအဝေးဟာတဖြည်းဖြည်းနီးကပ်လာခဲ့ပါတယ်ဒါပေမဲ့မိန်းကလေးဟာအရှိန်နဲ့ပြေးရင်းခြေချော်ပြီးလမ်းပေါ်မှာလဲကျသွားခဲ့ပါတယ်ခင်မွန်းဟောင်းဟာလည်းသူမစီကိုအားကုန်ပြေးလာနေတော့မှပဲအဲ့ဒီအချိန်မှာဒေါသထွက်နေတဲ့စိတ်ဆက်ထားသူကနောက်ကနေလိုက်လာပါတယ်မိန်းကလေးဟာလမ်းကူးဖို့မီးပွိုင်းမှာစောင့်နေတော့လမ်းတစ်ဖက်ချမ်းမှာခင်မွန်းဟောင်းကသူမကိုလှမ်းမြင်သွားပါတယ်ဒါပေမဲ့ကန်ဆိုးစွာနဲ့ပဲလမ်းလေခေါင်မှာဘတ်စကားတစ်စီးဖြတ်ဝင်လာပါတယ်မီးပွိုင်းစက္ကန့်တွေကုန်ဆုံးတော့မှမို့မိန်းကလေးဟာအရန်ကြောက်လန့်နေခဲ့ပါတယ်ဘတ်စကားထွက်သွားတဲ့အချိန်မှာတော့မိန်းကလေးဟာပျောက်ကွယ်သွားပါပြီခင်မွန်းဟောင်းကသူမဟာသူ့ကိုမတွေ့ချင်လို့ရှောင်သွားတာပဲလို့ထင်လိုက်မိပါတယ်တကယ်တော့မိန်းကလေးဟာစစ်ဆက်ထားသူရဲ့ဖန်ဆီးခြင်းကိုပြန်ခံလိုက်ရတာပါသူကသူမရဲ့လေပင်ကိုအတင်းညှစ်ပြီးမင်းပြေးချင်သေးလားလို့မေးနေပါတယ်အဲ့ဒီအချိန်မှာခင်မွန်းဟောင်းရဲ့ဒရိုင်ဘာရောက်လာပြီးဘာဖြစ်တာလဲလို့လာမေးပေမဲ့သူကတော့အိမ်ရင်ပြန်ရအောင်လို့ပဲပြောလိုက်ပါတယ်ဘာလို့လဲဆိုတော့နောက်ထပ်မစုံကြတာအကောင်းဆုံးပဲလို့သူမပြောခဲ့တဲ့စကားကိုတတိယသွားလို့ပါသူဟာသူ့ဘာသာသူစိုးရိမ်လွန်နေတာပဲလို့ထင်လိုက်မိပါတယ်နောက်ပိုင်းမှာတော့မိန်းကလေးဟာစစ်ဆက်ထားသူစီကနေရုံထွက်ပြီးထပ်ပြေးပါတယ်ဒါပေမဲ့ဒီတစ်ခါမှာတော့သူမဟာကားတစ်စီးနဲ့တိုက်မိပြီးလမ်းပေါ်မှာလဲကျသွားပါတော့တယ်ဒါကိုမြင်တဲ့စစ်ဆက်ထားသူကတော့အခင်းဖြစ်နေရကနေထွက်ပြေးသွားခဲ့ပါတယ်ခင်မွန်းဟောင်းရဲ့ကားဟာမိန်းကလေးလဲကျနေတဲ့ဘေးကနေတိုက်ဆိုင်ဖြတ်မောင်းသွားခဲ့ပါတယ်ဖခင်တခင်ကသူတို့ကိုမဆုံးစေချင်တာလားမသိပါဘူးသူတို့ဟာတယောက်ကိုတယောက်ချစ်ကြပေမဲ့နီးကပ်နေပါလျက်နဲ့အမြဲတမ်းလွဲချော်နေခဲ့ကြပါတယ်၃လအကြာမှာတော့မိန်းကလေးဟာဆေးရုံမှာတတိပြန်ရလာပါတယ်ဆေးရုံကဆရာဝန်တွေကသူမရဲ့မိသားစုဟာသူမကိုလုံးဝဂရုမစိုက်ကြဘူးလို့ပြောကြပါတယ်ဆေးရုံကပဲသူမရဲ့ဆေးဖိုးဝါကတွေကိုပေးဆောင်ပေးခဲ့တာပါတတိရလာတဲ့မိန်းကလေးဟာဖုန်းကိုဖွင့်ကြည့်လိုက်တဲ့အခါဖခင်ဖြစ်သူကတာမီဖြစ်ကနေဆွန့်လွတ်လိုက်ပြီဆိုတဲ့ message ကိုတွေ့လိုက်ရပါတယ်ပြီးတော့ခင်မွန်းဟောင်းစီကသူမကိုစိတ်ပူကြောင်းပို့ထားတဲ့ message အများကြီးကိုလည်းတွေ့လိုက်ရပါတယ်ခင်မွန်းဟောင်းဟာသူမအတွက်ဒီ3လလုံးစိတ်ပူနေခဲ့တာပါဒါပေမဲ့သူမကမတွေ့ချင်တော့ဘူးလို့ပြောခဲ့ဘူးတာကြောင့်ဖုန်းကနေပဲဆက်သွယ်ဖို့ကြိုးစားခဲ့တာပါအဲ့ဒီအချိန်မှာမိန်းကလေးကခင်မွန်းဟောင်းဟာသူ့ချစ်သူနဲ့လက်ထပ်လိုက်ပြီလို့ထင်နေခဲ့ပါတယ်ဘာလို့သူ့ပေါ်အခုထိဒီလောက်ဂရုစိုက်နေရတာလဲဆိုတာသူမနားမလည်နိုင်ဖြစ်နေပါတယ်နောက်ဆုံးမှာတော့သူမဟာဖုန်းကိုချလိုက်ပြီးခင်မွန်းဟောင်းစီဘာမှပြန်မပြောခဲ့ပါဘူးနောက်ပိုင်းမှာမိန်းကလေးဟာဆေးရုံကဆင်းပြီးအိမ်ပြန်ဖို့ပြင်ပါတယ်အဲ့ဒီအချိန်မှာပဲခင်မွန်းဟောင်းရဲ့ကားဟာသူမရဲ့တစ်ဖက်ချမ်းမှာပေါ်လာပါတယ်သူမစီကဘာ message မှပြန်မလာ
တာကိုကြည့်ပြီးဘာလို့ဒီလောက်တောင်အေးဆက်နေရတာလဲလို့နားမလည်နိုင်ဖြစ်နေပါတယ်သူဟာသတင်းပေါက်အပြင်ဘက်ကိုရုတ်တရက်လှည့်ကြည့်လိုက်ပေမဲ့သူမှမမှတ်မိခဲ့ပါဘူးသူတို့နှစ်ယောက်ဟာဒီတစ်ခါမှလည်းထပ်ပြီးလွဲချော်သွားခဲ့ကြပြန်ပါပြီ